အချောကင်ပြီးသားပေါ့ကတ်လို့ရတာတဲ့မဆလာအချောကင်ပြီးသားပေါ့မေးရဖြစ်မယ်ပေါ့နော်မဆလာအချောကင်ပြီးသားပေါ့မှာဒီတပေနှစ်ပေပဲဖြစ်ဖြစ်wall paper ပဲဖြစ်ဖြစ်ဘယ်ပစ္စည်းမှကတ်လို့မရပါဘူးနော်အကိုကြီးမ eco ဘူးအချောင်း eco ဘူးအချောင်းတွေပဲကတ်လို့ရပါမယ်မဆလာအချမ်းပေါ်မှာမဆလာအချမ်းပေါ်မှာကတ်လို့ဒီတပေနှစ်ပေနဲ့နေရကတ်wall paper တွေလုံးဝကတ်လို့မရပါဘူးပေါ့နော်အကိုတို့ကအခုမှအိမ်ဆောက်ထားတယ်ပေါ့နော်အချောကင်ပြီးသားနိုင်ရန်ဆိုရင်တော့နိုင်ရန်ကိုပတ်တရရမယ်ကောဘက်စားရမယ်ပေါ့နော်ရေစေးဖြူတွေတောက်ရပါမယ်အဲ့ဒါတော့အကိုတို့ကအခုမှစောက်တဲ့အိမ်မို့လို့အဲ့ဒီအဘိုးကတော့ကုန်ကြမယ်ပေါ့နော်အခုလိုမျိုးကျွန်တော်တို့ဒီနေ့မော်လမြိုင်စပါးမှာကျွန်တော်တို့ကပ်ပေးနေရပါတော့မော်လမြိုင်မျိုးရဲ့ရွှေစပါးမှာကျွန်တော်ကပ်ပေးနေရဆိုရင်နိုင်ရန်စေးဟောင်းနေပေါ့နော်အခုဒီမှာဆိုနိုင်ရန်စေးဟောင်းနေရပုံမှာကျွန်တော်တို့တပေနှစ်ပေကပ်ပေးတာပေါ့နော်wall paper ဆိုရင်လည်းဒီစေးဟောင်းနေတဲ့နိုင်ငံဆိုရင်ရပါတယ်ပေါ့နော်အဓိက wall paper ဆိုဒီတပေနှစ်ပေလို့သုံးနေဆိုတာစေးတုပ်ပြီးလို့3-4 နှစ်ကြာနေတဲ့အချိန်ဆိုရင်တော့သုံးရတာတော့ပိုကောင်းနေပေါ့နော်အကိုတို့ကအခုမှအိမ်အသစ်ဆောက်တယ်ဆိုရင်တော့နှစ်ခါကုန်တယ်လို့ဖြစ်မယ်ပေါ့နော်အခုမှအိမ်အသစ်ဆောက်တာမဟုတ်လို့ကုန်တာပေါ့နော်အရန်လာပါတယ်ဒီတပိနှစ်ပေရွှေရောင်ဒီဇိုင်းတွေကျွန်တော်မှာ3-4မျိုးရှိပါတယ်ပေါ့နော်ကျွန်တော်တင်ပေးထားပါတယ်ဒီမြင့်မှာပဲဒီဇိုင်းတွေနဲ့ဆိုရင်10မျိုးကျော်ရှိပါတယ်ပေါ့နော်ဟုတ်ကျွန်တော်ရှိမှနိုင်ရန်ကတ်တဲ့ပစ္စည်းတွေထဲမှာပေါ့နော်ဈေး9မျိုးလောက်ရှိပါတယ်ဈေးအနည်းဆုံးကတစ်ချင်းကိုတပေဝဲ33ဝေကတ်ခွာ3,200ရှိမယ်3,400ရှိမယ်3,800ရှိမယ်2,000ရှိမယ်2,300ရှိမယ်ပေါ့နော်ဒီပစ္စည်းကတော့3,000ခွဲလောက်ကျမယ်ပေါ့နော်3,000ခွဲလောက်ကျပါမယ်ပစ္စည်းကိုလောက်အားကားပေါ့နော်ဒီတပေနှစ်ပေကရေချိုးခန်းနဲ့ကတ်လို့ရမယ်ပေါ့နော်ရုံးခန်းတွေကတ်လို့ရမယ်အိတ်ခန်းတွေကတ်လို့ရမယ် KTV မှာလည်းဒီဇိုင်းပေါ်ပြီးလည်းကတ်လို့ရမယ်ပေါ့နော်ဖျားစင်တွေလည်းကတ်လို့ရမယ်ပေါ့နော်အသုံးပြုလို့ရတဲ့နေရာတော့များပါတယ်ပေါ့နော်ဒီခေတ်က KTV လဲတာဖော့နဲ့သုံးမယ်ဆိုရင်တချင်းကို12သိန်း13သိန်းလောက်ကြာနေတဲ့အချိန်မှာပေါ့နော်အချိန်အားဖြင့်လည်းကြာတယ်ပေါ့နော်3ရက်လောက်ကြာတယ်ပေါ့နော်တချင်း2ချင်းကတ်မယ်ဆိုရင်ကျွန်တော်တို့ကဒီတပေနှစ်ပေကတရက်ကို3ချင်းအနည်းဆုံးလောက်ပြီးပါတယ်3ချင်းအနည်းဆုံးလောက်ပြီးရဲဈေးနှုန်းအားဖြင့်လည်း3သိန်းကျော်လေးပဲကြာတာဆိုတော့ဈေးနှုန်းကအများကြီးတက်တာပါတယ်ပေါ့နော် KTV မှာဒီဇိုင်းဖောက်ပြီးကတ်လို့ရပါတယ်ကျွန်တော်ရဲ့ TikTok account ထဲမှာကတ်ထားတဲ့ပုံတွေအများကြီးတင်ပေးထားပါတယ်ပေါ့နော်ဒီအခုမေးထားတဲ့တပေနှစ်ပေအကြောင်းလေးကိုကျွန်တော်ပြောပြခြင်းပဲဖြစ်ပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဟုတ်